ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ SDS Audio Book Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမတို့ Channel လေးကနေတရေဇလံကောင်းများစွာနဲ့ဗမီယာဖြစ်ရဲ့စံကျေဇလံကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူရီမင်းကမ်လူရေးသားထားတဲ့ဝါမေစိန်နဲ့သူတို့ရောင်းဆိုတဲ့ဇလံလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ဇလံလေးမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလံတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားနုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်ဒါဆိုရင်ဇလံလေးကိုပဲစတင်လိုက်ပါပြီအိမ်နေရာတောင်ထုံးရွာမှာထူးခြားမှုရှိနေခဲ့တယ်ဖြစ်ပုံကတော့တောင်ထုံးရွာမှာရှိတဲ့တန်တက်သမားတအုပ်ဖြစ်တဲ့မောင်ဆိုင်ရဲ့မိတ်ဆွေတဦးကရွာကိုရောက်လာခဲ့ခြင်းဖြစ်တယ်တန်တက်သမားမောင်ဆိုင်ရဲ့မိတ်ဆွေကြောင့်ပဲရွာရှိကာလာသားတွေကမောင်ဆိုင်ရဲ့အိမ်မှာဝိုင်းဖွဲ့နေကြလေရောတယ်မောင်ဆိုင်ရဲ့မိတ်ဆွေကတော့တာမန်မဟုတ်ပါဘူးတိုဘီတာဘီစီးရီကျန်းကျင်သူလို့နာမည်ကြီးတယ်ဟဲ့ကောင်နေမင်းတို့ကဒီမှာတောက်လို့ကောင်းနေကြဟိုမှာစီကစီးရီပေါက်ပြီးနေရင်လေမင်းတို့သွားမကြည့်ကြအောင်လားဒီရက်ဆိုင်အတွင်းရွာသားတွေရဲ့ပြောဆိုနေကြခြင်းဖြစ်တယ်စီးကတကယ်ရောစွမ်းနာဟုတ်ရဲ့လားဗျာတို့တော့မယုံပါဘူးရွာသားတဦးကတောက်လက်ဆရဲခွက်ကိုချပြီးတော့ပြောလိုက်လေရောဟာကိုမောင်ဆိုင်မိတ်ဆွေကတကယ်စွမ်းနာဟာသူနဲ့ကိုမောင်ဆိုင်နဲ့ကမြို့မှာစုံပြီးတော့ခင်ခဲ့ကြတာဆိုပဲတို့ကိုမောင်ဆိုင်ကြီးကိုသူကစီးပေါက်ပေးလိုက်တယ်ကွာအဲ့ဒီကနေပြန်လာတော့ကိုမောင်ဆိုင်ဓမိဘောပြုတ်ချသေးရဲ့နေကွာအားလုံးကတေးပြီးချင်တာဘယ်ဟုတ်မလဲသူ့မှာပုံရပေးရတာမဖြစ်ဘူးဟာအဲ့ဆရာစီးစွမ်းလိုက်ပုံမြန်အခုဆိုတော့တို့ရလူတွေမဟုတ်ဘူးဘေးရတွေပါစီးလာပေါက်နေကြတယ်ကွာဟာအဲ့လိုလားဒါဆိုတော့ကျွတ်တူလဲသွားပြီးတော့စီးပေါက်ကြရအောင်ဗျာအေးသွားကြတာပေါ့သွားမယ်ဟေးဒါကြောင့်မောင်ဆိုင်ရဲ့ထန်းတော်လေးမှာရှိတဲ့တင်းကြီးမှာတော့ရွာသားတွေကစုံညီနေကြတယ်။စီးပေါက်သူအပြိုင်ဆိုင်နဲ့မောင်ဆိုင်ရဲ့ဆရာဖြစ်သူရှိဝေဖလားလေးမှာတော့ဝေရီယာမိုးမောက်လေးရဲ့ရှိနေရောတယ်။မောင်ဆိုင်ရဲ့ဆရာမီကတော့ဆရာခေါင်းလို့ခေါ်ကြတယ်။ဆရာခေါင်းကျုပ်ဒီစီးပေါက်ပြရနဲ့တကယ်ဒုံပြီးဓာပြီးတာပေါ့နော်။အဲ့လိုစီးပေါက်လက်စာရွာသားအမင်းကြီးကဆရာခေါင်းဆိုတဲ့အသားညွညိုမျက်လုံးမျက်ဖန်ကောင်းကောင်းအသက်40ကျော်အရွယ်လူကြီးကမပြီးရောလာမောင်ရင်ရော့စီးပေါက်ပြရနဲ့ဒီဓမ္မနဲ့သာခုကြည့်ပြီးတော့မောင်ရင်ကိုထိခိုက်မိရင်တော့အဲဒါနဲ့ကျုပ်ကိုသာပိုင်းလိုက်ဗျာဒါပေမဲ့တခုတော့ရှိနေဗျစီးပေါက်ပြီးလို့၄ရက်ပြီးမှစီးစွမ်းအပီပင်ပြလိုက်မယ်အဲချိန်တီရောတိခံကြပေါ့ဆရာကောင်ကရေးရေးကြီးကိုအာမခံပြောနေအောင်စီးပေါက်သူတွေကလည်းစိတ်ကြည်နဲ့သွားကြတယ်အဲ့လိုနဲ့ဘေးရွာတွေမှာစီးပေါက်ချင်သူတွေကအပြိုင်ဆိုင်ရောက်လာခဲ့ကြတယ်အမေရွာထဲမှာသတင်းထူတယ်တော့တော်ဝင်းရရွာတွေကနေဟင်းချက်ဆရာတွေတောင်းဝင်လာခဲ့တယ်။ပြန်ရောက်ချင်းပဲကုပြစ်မှာထိုင်နေတဲ့မိခင်ဖြစ်သူဖွားမယ်စင်ကပြောလိုက်နေတော့ဘာသတင်းများတော့အေးဘာသတင်းလို့ဆိုတော့ရွာနောက်ပိုင်းကထက်သမားမောင်ဆိုင်နေအမေသိရင်မလားအေးအမေသိရင်နေထက်သမားမောင်ဆိုင်ရဲ့အိမ်မှာလူတွေကိုဝိုင်းအောင်နေရပဲတဲ့အမေရဲ့ဟဲ့အဲ့လောက်လူတွေဝိုင်းအောင်နေရမောင်ဆိုင်ကဘာဖြစ်လို့တော့ဖွားမယ်စင်ကမင်းနေတော့ဒေါ်ဝင်းကလူတွေအုံနာအကြောင်းရှိရဲ့တော့ဗါတဲ့ဒုပီဒါဘီစီတွေပေါက်တယ်ဆိုလားပဲဟေးမောင်ဆိုင်ကပေါက်ပြီးရလားမဟုတ်ဘူးမေရဲ့မောင်ဆိုင်ရဲ့ဆရာဆိုလားပဲအဲဆရာစီးတွေကိုပေါက်ပြီးတော့ရွာသူတွေဆိုတာအဲ့ဒီအနေကိုမခွာကြတော့ဘူးလေတကယ်လေးစွမ်းနေပြောတယ်စီးပေါက်ပြီးတဲ့ရွာသားတွေကကိုဓာတ်နဲ့ခုတ်ကြတယ်ဆိုပဲအမေရဲ့ဓာတ်နဲ့ခုတ်တော့ဘာမှမဖြစ်ကြဘူးလေဩရွာမှာတော့မှဒီကိစ္စတွေကရောက်လာပြန်ပြီပေါ့ရှင်အမေဘာကိုပြောရလဲဖွားမေစင်ရဲ့စကားကိုဒေါ်ဝင်းကမီးနေရောတယ်ဖွားမေစင်ကဘာမှမဖြစ်ပါဘူးအေးတော်အနောက်မှာအပြူကြီးပဲတွေအမေရေးစိန်ထားတယ်ပွားသွားရင်အခွန်ခွာလိုက်အောင်ဟုတ်မေကျုပ်သွားလုပ်လိုက်မေအဲ့လိုဆိုပြီးတော့ဒေါ်ဝင်းကထွက်သွားလေရောတယ်ကျင်းခဲ့တဲ့ဖွားမေစင်ကတော့ကိုယ့်ရင်ထဲမှာကုန်းရတရားကိုယူပြီးတော့ကိုတိပဲတချမ်းကိုထိတ်ထုံနေနေတုပ်ပြီးတော့ရလိုက်ပြီးရဲ့နောက်တော့ပစောင်တွင်းကိုထိတ်ကကြိတ်ဝိုင်းနေဖះဘာကိစ္စမှထက်မဖြစ်ပါစေနဲ့အဲ့လိုနှုတ်ကပြောလိုက်ကအဝေးကိုငီးမောနေရောတယ်ဆရာဒါဆိုတော့ကျုပ်တို့တရားဒုပြီးသားပြီးအကုန်ပြီးကြပြီပေါ့နော်ရွာသားဆရာခေါင်ကမီးလေရောတယ်ဆရာခေါင်ကဒါဘောမောင်ရဲ့ဆရာတေချာစီမံပေးထားပါတယ်စိတ်ချလက်ချတာနေကြဟုတ်ကဲ့ဆရာစီမှာအခြားပညာရပ်တွေရောရှိသေးလားဆရာကျုပ်တို့သိကျင်လို့ပါရှိတာပေါ့ကွာဒိုဘီဒါဘီစီကိုပြောက်စီပြရစီအလာဝကစီအဲ့လိုကောင်းနေရစ
ဆရာကျွမ်းကျင်နေဟာဆရာရဲ့ကျိုးတို့သဘောကျချက်ဗျာကိုပြောက်စေးတာဆရာလုပ်ပြီးတော့ကျိုးတို့ဆရာကိုငွေထက်ကြောပါမယ်ဆရာရဲ့အဲ့လိုရွာသားတယောက်ကဝမ်းသာအရာဆိုနေတော့ဆရာခေါင်းကခေါင်းရင်းနေအဲ့ဒါတွေလောလောဆယ်တော့မရသေးဘူးကွဘာလို့ဆိုမနှက်ဖြန်ဆိုဆရာခီးထွက်ဆရာကိစ္စရှိသေးရဲ့ဆရာပြန်လာမှာပဲဒီကိစ္စကိုလုပ်ပေးပါမယ်ဟုတ်ကဲ့ဆရာကျိုးတို့ဆရာပြန်လာရဲ့ရက်ကိုစောင့်နေကြပါမယ်ဗျာဆရာခေါင်းကပြုံးကခေါင်းငိမ့်လိုက်လေရော်တယ်နောက်ရက်မှာတော့ဆရာခေါင်းတယောက်ရွာကနေထွက်သွားလိမ့်ပြီအဲ့လိုနဲ့ဆရာခေါင်းထွက်သွားပြီးမကြခင်ပဲတရက်မှာတော့တကြီးဟေးဟေးဘာဖြစ်တာတော့ဟာကျုပ်ဘာစီပါဗျဟောကိုဘစီဘာကိစ္စဖြစ်လို့ဒီတော့ပြနေရတာတော့နေ့နေ့မောင်ရင်ပြောချိန်မှာဥပစီတယောက်တကြီးရဲ့စီကိုအပြေးရောက်လာခဲ့ခြင်းဖြစ်တယ်တကြီးရဲ့ကျိုးတို့ရွာသားတွေရောပြဿနာရှာကုန်ပြီဘရိုဟာဘာဖြစ်ကြတော့ကိုဘစီကဥပစီရဲ့စကားကြောင့်တကြီးဦးနောက်ချိုမိလိုက်တယ်ရောဘာဖြစ်ရမလဲဗျတစ်ပတ်ကအင်းတိုင်းရွာသားတွေနဲ့ချင်းပြီးတော့ရိုက်ပွဲလုပ်နေကြတာလေဟင်ရိုက်ပွဲလုပ်နေကြလားရိုက်ပွဲကဒုံပြီးဓာပြီးဆေးတွေပေါက်ထားတဲ့ကောင်လေးကြိုးကြွတာတကြီးရေတစ်ပတ်အင်းတိုင်းကကောင်လေးကလေဆေးပေါက်ထားကြတော့စိန်ခေါ်နေကြတာပြောဟာမန်းလိုက်တဲ့ကောင်လေးကွာဒါနဲ့ကာလာသားကောင်းဆောင်မောင်ကဘာလုပ်နေရလဲဥပစီရဲ့ကျုပ်ရံပွဲတားဖို့မောင်တို့ဖွဲ့ကိုတွားခိုင်းထားတယ်တကြီးရဲ့ဒါဆိုကျုပ်တို့လည်းတွားကြမယ်ဗျာရံပွဲကဘေးစီမှာဖြစ်တာတော့ရွာနောက်ကလေးပြေးမှာတကြီးရဲ့တွားကြမယ်ဗျာတကြီးဟာပစိုးတူတူပြေးဝင်ပြီးရဲ့နောက်တော့ဥပစီနဲ့အတူရွာနောက်ပိုင်းကိုအပြေးသွားတော့တယ်ရွာထဲမှာရှိတဲ့လူတွေကလည်းတကြီးနဲ့ဥပစီတို့နဲ့ဦးပြရခက်နေရင်စိတ်ဝင်တစားနဲ့နောက်ကနေလိုက်လာခဲ့ကြပြန်နေရွာနောက်ပိုင်းလေးပြင်းကိုရောက်နေတော့တစ်ဖက်နဲ့တစ်ဖက်ဒုတ်တီတရရွေတားသူဟာတားဆဲသူဟာဆဲရိုက်ဟန်ပြင်းသူဟာပြင်းနေတုံးဝုံဖြစ်နေခဲ့တယ်အဲ့လူအုပ်ကြီးတုံးဝုံဖြစ်နေရင်ဖုန်နေပင်ထနေရောတယ်ဟဲ့ကောင်နေရဲကြစမ်းဟေးတကြီးပြောနေနေငါပြောတာမရတဲ့ကောင်ထိတ်တုံးပြင်ကရုံးမှာတုံးပြစ်မယ်ဟေ့တစ်ဖက်လူအုပ်စုမှလည်းမင်းတို့ငါပြောနေရမကြောက်လားခွေးမသားတွေအင်းတိုင်းရွာသူကြီးဦးဖိုးမှန်လည်းစိတ်တုန်နေရောတယ်ကိုရသားတွေကိုထိန်းကြရင်နဲ့တကြီးနှစ်ယောက်ပြရခတ်နေရောတယ်အဲ့ဒီချိန်ရော့ဟေတာလာယူကြသွေးပလောက်ရင်းနဲ့ပြကြစမ်းဟင်ဟာဖွာဟေးကောင်နေဖွားမေစင်ရောက်နေတာဟာဖွားမေစင်ကတောင်ဝင်းကိုထောက်ပြီးတော့လူအုပ်ကြီးကိုစိုက်ကြည့်နေခဲ့တယ်စိုက်ကြည့်နေမြေပြင်ပေါ်ထိုင်ချလိုက်ပြန်နေဖွားမေစင်ရဲ့ရှေ့မှာတော့အသွားထက်တဲ့ဓမ္မတစ်ချောင်းရှိနေရောတယ်ရုံရင်းဆိုင်ကဖြစ်နေတဲ့လူအုပ်ကြီးကဖွားမေစင်ကြောင့်ညှိတက်သွားခဲ့တယ်အဲ့ဒီခါဖွားမေစင်ကဆက်ပြီးတော့ကဲမောင်ရော့ဒီဓမ္မကိုလာယူမရဲတက်ရဲနေတဲ့လူမိုက်တွေကိုလိုက်ခုတ်စမ်းဟင်ဒီတို့ကတော်တော်တက်တီတွေကောင်းနေကြရဲ့ထင်တယ်မောင်ကိုမြေပေါ်မှာခြာထားတဲ့ဓမ္မယူလိုက်တော့တယ်မောင်ကတွတ်မြမလုပ်ပါဘူးဖွားမေစင်ကငေးကြည့်နေရှာတယ်အေးမောင်မင်းမလုပ်ရင်တော့ဖွားကိုယ်တိုင်လုပ်မယ်လာခဲ့ကြတယောက်ချင်းစီကိုစေးစွမ်းနေပြရအောင်အခုလာကြတွားကြလေကွာဖွားခေါ်နေအောင်တွားလေမင်းတို့ပဲပိုက်ရဲတယ်ခုတ်ရဲတယ်ဆိုတကြီးဦးနောင်ချုံနဲ့တကြီးဦးဖိုးမှန်တို့မိမိတို့ရွာသားတွေကတွန်းထုတ်နေကြတယ်ကဲမောင်တို့မောင်ရင်စီးပေါက်ထားရဲ့မလားလာခဲ့ဖွားစီကိုခုလာခဲ့ဗျာဖွားသူကရင်ပြည့်တဲ့ထဲမပါဘူးဖွားရဲ့ဖွားမေစင်ကမောင်တို့ကခေါ်လို့ရော်တယ်မောင်တို့ကဖွားမေစင်ကိုကြောင်ရွံ့စာပြောလို့ရော်တယ်လာပါမောင်တို့ရဲ့ဖွားမင်းရဲ့စေးစွမ်းကိုစက်ယုံတင်ပါမယ်ဖွားကိုယုံနေမလားယုံပါရဲ့ဖွားရဲ့အေးယုံရင်နာခဲ့ဖွားနာကိုမောင်တို့တယောက်ဖွားမေစင်အနီးနာကိုသွားလို့ရော်တယ်အဲ့ဒီကဖွားမေစင်ကဒီပေါ်မှာဓမ္မကိုလက်နဲ့ညှို့ပြရင်းနဲ့ကောက်လိုက်ပြီးရင်တော့မောင်ကြီးရဲ့လက်ဖွားကိုအသာဓာသွားနဲ့ပုတ်လိုက်စမ်းဟုတ်မောင်တို့ကဓမ္မကိုလက်ထဲကောက်ယူလိုက်တော့တယ်အိမ်နောက်တော့ဓာသွားကိုလက်ဝါးပေါ်တင်ရင်းနဲ့အသာပုတ်ဆေးလိုက်ပြီးတော့အာအမလေးဗျရှရည်ဗျဟာဘလို့ဖြစ်ရတာလဲဟင်စီးပေါက်ထားတာဘလို့ဖြစ်ရတာလဲအေးနော်ကိုမောင်တို့လေးစီးပေါက်ထားတာပဲဟုတ်မောင်တို့ခင်ဗျလက်ဖွားပေါ်ကနေဓာသွားရှာတဲ့တရားကြောင့်နာကျင်နေရှာတယ်အေးခါဖွားမေစင်ကပြုံးလိုက်တော့တယ်ကဲလာကြလေစင်းခံကျင်သူတွေတန်းစီကြတော့အခုမင်းတို့နေပဲဖွားမေစင်ကလူအုပ်ကိုကြီးကပြောလိုက်နေတော့အားလုံးကထိတ်လန့်နေကြတယ်ဘယ်နဲ့လဲဟမ်စေးပေါက်ထားတယ်ဆိုအစောကတော့ယုံကြည်ချက်တွေအဖြစ်နဲ့အခုဘယ်နဲ့ရှိစားအဲ့ဒါဘလို့ဖြစ်ရလဲဖွာဘလို့ဖြစ်ရလဲဟုတ်လားမ
မောင်ရင်တို့ကသူတို့ရအောင်မှဆရာထင်တာကိုကဲပြောစမ်းပါအောင်မောင်ရင်တို့ဆရာစောင်းရင်ရှောင်းရင်နေရောပြောသလားဆေးပေါက်ပြီးတော့ဘာရင်လုပ်ရမယ်ဆိုတာမပြောပါဘူးဖွာအေးမောင်ရင်တို့ကတော့သူတို့ရောင်းနဲ့တွေ့ရပြီတဝဲထိုးဆေးတွေပေါက်ပြီးတော့အဖိုးခါတွေကိုလိန်ညာယူသွားတာကွဒါအပြင်အတွင်းလူကပါတော့ပို့ပြီးတော့နေရတာပေါ့ကဲပါလေတက်ချင်နေကြရင်လေတက်ကြပြီးတော့ဖွာတော့ပြန်အောင်မေဖွာမိတ်စင်ကပြောဆိုပြီးတောင်ဝင်းကိုထားပြီးတော့လူအုံနဲ့ဝေးရစီကိုကြောပြီးထွက်ခွာသွားတော့တယ်ဖွာမိတ်စင်ပြောခဲ့တဲ့စကားကြောင့်ရန်ဆောင်နေကြတဲ့နှစ်ဖက်ရွာသားတွေကလည်းစိတ်ပြက်လက်ပြက်နဲ့မြေပေါ်ထိုင်ချလိုက်ကြတယ်ဒါတို့လိန်ညာသွားတာဟိုထန်းသမားမောင်ဆိုင်ကြောင့်မေဒင်းကသူ့ရဲ့ဆရာတော်အကြောင်းသူဘလို့ဖြစ်ခဲ့ကြောင်းလိန်ညာပြောခဲ့တာပဲစီကဖွာပြောသလိုပေါက်ပြီးချိန်ခဏပဲအစွမ်းပြတာပဲဒါကြောင့်တို့လေးရဲဆောင်ဆိုပြီးတော့ပြောခဲ့တာ哦အဲ့ကောင်ဟိုလူရုံမှဆရာအယောင်ဆောင်ကောင်ရောတွေ့ရနေရအတိတ်တက်ဖြစ်မယ်ကွာဟုတ်တယ်ငါတို့စီကနေလိန်ညာယူသွားတာတော်သေးရပေါ့ဖွာရောက်လာလို့မဟုတ်ရင်တော့အကုန်မတာပုံကုန်ကြမှာရွာသားတွေအားလုံးကနောင်တရကုန်ကြတယ်ကဲပါကွာဆရာလေးနဲ့အတွင်းလူသစ္စာဖောက်လို့ရအောင်ရှာပြီးတော့ငါတို့အဖြစ်ပေးပါမယ်မင်းတို့ကတော့အိမ်ပြန်ကြတော့ကွာအိမ်လိုတကြီးဦးနောင်ချိုကပြောနေရောတယ်ဟုတ်တယ်ဒါငါတို့တကြီးတွေအလုပ်မင်းတို့ကအိမ်ပြန်ကြတော့နောက်ဒီလိုကိစ္စတွေမဖြစ်အောင်သာဂီးဦးဆိုင်ကြအင်းတိုင်းကသူကြီးဦးဖိုးမန်ဝင်ပြောတယ်ရွာသားတွေကလည်းသူတို့ရဲ့တကြီးတွေရဲ့စကားအတိုင်းပဲမိမိတို့အိမ်စီကိုပြန်သွားကြတယ်အိမ်နေရာစားပြီးတော့ထန်းသမားမောင်ဆိုင်နဲ့သူ့ရဲ့ဆရာခေါင်းတို့ဘယ်သူမှရှာမတွေ့ကြတော့ရွာသားတွေထံကနေရသမျှအဖိုးကားတွေကိုလင်းညာယူပြီးတော့အဝေးကိုထွက်ပြေးသွားကြတာကြောင့်ပါပရိသတ်များရှင်စိုင်းသူရီမင်းကပ်လူရေးသားထားတဲ့ဖွားမေစိန်နဲ့သူတော်ရောင်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာလေးပြီးဆုံးသွားပါပြီရှင်နောက်ရက်များမှာလေးဇာတ်လမ်းကောင်းများစွာရေးချယ်တင်ဆက်ပေးဦးမှာမို့အားပေးနာဆင်ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်